အပိုင်းလေးကြာဆုံးသွားသောမေတော်ကြီးအိတ်ဆောင်အတွင်းပိုင်းတွင်နံရံပေါ်တွင်တစ္ဆာဖောက်တော်ကြီးအရေးကြီးကဓာတ်နဲ့ထိုးချလိုက်ပြီးနောက်အားလုံးတိတ်ဆိတ်သွားပါလေမေတော်ကြီးခက်ခဲစွာအသက်ရှူတဲ့နဲ့ပြားရည်ကြောင့်အမ်ဘာဓာတ်နဲ့ထိုးနှက်ခံရသည်စူးရှာသောအတန်ကညနှစ်ချိန်မှကြီးကွေးပွေစုနေဖွေကောင်းလာပါတယ်နန်းတော်ရဲ့အသေးနှလုံးမှာရွှေရောင်အလင်းတန်းတွေညင်းသွားခဲ့ပြီအပြင်ဘက်တွင်ဇာရာလီကသူမကိုတားထားသည့်အဆောင်နှစ်ကောင်ကြားမှာအရှိန်နဲ့ပြန်ထွက်ကအိတ်ဆောင်အတွင်းသို့ထိုးဝင်သွားခဲ့ပါတယ်ဇာရာလီသည်ခြေတော့6ချောင်းဖြင့်နံရံပေါ်တွင်လိမြန်စွာပြေးတက်သွားပြီးမေတော်ကြီးရှိရာသို့အပြေးသွားပါတယ်ဇာရာကမေတော်မလောက်ပါနဲ့တစ္ဆာဖောက်တုံးကမေတော်ကြီးရင်ဘက်မှာဓာတ်ကိုဆွေးထုတ်လိုက်ပါတယ်သူ့ကိုယ်ပေါ်တွင်မေတော်ကြီးရွှေရောင်သွေးများပြည့်ကျန်နေပါတယ်တုံးသည်ဇာရာလီကိုယွန်းရှာဖွေကြည့်ကသူ့အတောင်ပံလေးခုကိုဖြန့်ပြီးအိတ်ဆောင်ကြီးအပေါ်ဘက်ဟိဝအပေါက်မှတစ်စိတ်အရှိန်နဲ့ပြန်ထွက်သွားပြီတစ္ဆာဖောက်ရဲ့ရက်ဆက်သောရေတံဖြိုးဖြော့ကနာကြီးပွဲအတိပါအမောင်ကြီးထဲကနေအနက်ရောင်တန်ချက်ကဖို့နကြေကောင်လူတက်သမား Assassin Hornets 9ကောင်ပေါ်လာပါတယ်သူတို့ကတောင်ထွက်ပြီးဖို့လမ်းဖွင့်ပေးပြီးကြံခဲ့သူတွေကိုတိုက်ရန်ပြင်းနေကြပါတယ်သူတို့ဤရက်ဆက်သောမျက်လုံးနီးနီးချင်းများကဇာရကိုစိုက်ကြည့်နေပါတယ်ကျင်းရှိနေသည့်တစ္ဆာရှိပြားကူရန်တော်များနဲ့နကြေကောင်များအနီးကပ်တိုက်ခိုက်ကြပါတယ်ဓာချင်းရိုက်ခတ်တဲ့တောင်ပံများစုပ်ပြေးတဲ့များနဲ့အတူနန်းဆောင်တစ်ခုမိခိုးနဲ့ဖုံးလွှမ်းသွားပါတယ်တမနီချင်းပုတ်တိုက်တဲ့နဲ့ပြင်းထန်သောတောင်ပံခတ်တဲ့များကစူးညံ့နေပါပြီဇာရလီသည်တွေးအိုင်ထဲတွင်လေးကျနေသည့်မေတိုကြီးစီသို့ရောက်သွားသည်မေတိုကြီး၏မျက်လုံးများကမိတ်နေပါပြီဇာရလီကသူမ၏ရှိချီတန်လေးများဖြင့်မေတိုကြီး၏မျက်နှာကိုထိလိုက်ပါလေအင်ပါယာရဲ့အလင်းတိုင်ကြီးပြိုလဲနေပြီဒါပေမဲ့မျောလင်းချက်ကတော့မသေးသေးဘူးမေတော်ကြီးသည်သူမ၏နောက်ဆုံးစွမ်းအင်ကိုစူးစီးကဇာရ၏ရှေ့ခြေတံပေါ်သို့သူမ၏ပါဆက် mandibles မှတဆင့်တောက်ပါသောရွှေရောင်အလင်းလုံးလေးတစ်ခုကိုထွေးထုတ်ပေးလိုက်ပါအလင်းလုံးလေးသည်ဇာရခြေထောက်တွင်ထူးဆန်းသောလျှို့ဝှက်မြေပုံ glowing map sigil အဖြစ်ပြောင်းလဲသွားပါတယ်မေတော်ကြီးကပန်းချံဟောင်းစီသွားပါနေမင်းရဲ့အသေးနှလုံးကိုရှာပါမေတော်ကြီး၏ခန္ဓာကိုယ်မှာရွှေရောင်အလင်းများပျောက်ကွယ်သွားပြီးနောက်ပြားအောင်တစ်ခုလုံးကိုလင်းထိန်စေသည့် bioluminescence အလင်းများအားလုံးတပြိုင်နက်ငြိမ်းသွားပါတယ်ပြားအောင်ကြီးတစ်ခုလုံးမှာဝမ်းနေပူဆွေးသောတဝီဝီမီတန်ကြီးထွက်ပေါ်လာပါတယ်မေတော်ကြီးမရှိတော့သဖြင့်ပြားစစ်တီတော်များစိတ်ကြကြကဖျို့ဖျဲဖြစ်ကုန်ကြပါတယ်အချို့ကထွက်ပြေးကြပြီးအချို့ကနကြေကောင်များ၏တပ်ဖြတ်ခြင်းကိုခံကြရပါတယ်ဇာရာလေးသည်လက်ထဲကမြေပုံကိုကြည့်ကမေတော်ကြီး၏ရုပ်အလောင်းကိုနောက်ဆုံးအချိန်ကြည့်ပြီးလျှို့ဝှက်လမ်းကြောင်းထဲသို့ခုန်ဝင်ထွက်ပြေးခဲ့ပါတယ်ဇာရာလေးသည်ပြားအောင်၏အပြင်ဘက်မီးလောင်နေသောကောင်းကင်အောက်ရှိတစ်ကိုင်းတစ်ခုပေါ်မှာနားနေပါတယ်သူမရဲ့ခြေထောက်ပေါ်တွင်မေတော်ကြီးပေးခဲ့သောမြေပုံကတောက်ပနေစေအဝေးက ancient sun ကိုရှိဟာရက်ကိုညွှန်ပြနေပါတယ်မေတော်ကြီးကြဆုံသွားပြီမယ်ဇလန်ကအခုမှစတာပါဇာရရဲ့မျက်လုံးတွေကခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်အားလုံးပြန်ပေးဆက်ရမယ် Part 5 coming soon